အားလုံးပဲမင်္ဂလာပါရှင်ဆယ်လီစတားကနေပြန်လည်ကြိုဆိုလိုက်ပါရစေယခုတင်ဆက်မယ့်အကြောင်းအရာလေးကတော့မိဘကိုလှုပ်ကြွေးဖို့အုံးရင်ရောင်းနေရပေမဲ့အပြုံးချွတ်ချွတ်လေးတွေကြောင့်TikTokမှာမင်းသားဖြစ်နေရတဲ့အင်းသားလေးရဲ့အကြောင်းလေးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်လက်တလုံးမှာတော့အင်းထဲသွားလဲကြတဲ့လူတွေအများကြားထဲမှာအုံးရင်ရောင်းနေတဲ့မောင်ပြည့်စုံဖြိုးဆိုတဲ့ကောင်လေးကနာမည်ကြီးလို့နေတာလည်းဖြစ်ပါတယ်မောင်ပြည့်စုံဖြိုးကလက်ရှိမှာအသက်ငယ်သေးတဲ့စကြဝဠာအရွယ်ကလေးတယောက်သာရှိသေးပါတယ်။ဒါအပြင်ကျောင်းသားနေသေးတဲ့အရွယ်လေးဖြစ်ပါတယ်။ဒါပေမဲ့မောင်ပြည့်စုံဖြိုးကတခြားကလေးတွေလိုမိဘရဲ့ပတ်စံကိုတုံးဖြုံးနေတဲ့သူမဟုတ်သလိုမသိတတ်နားမလည်သေးတဲ့သူလည်းမဟုတ်ပါဘူး။ဂိမ်းဆိုင်တွေရောက်ဆေးလိပ်တွေတောက်ပြီးလက်တက်ဆန်းနေကြတဲ့ကလေးတွေကြားမှာသူ့လေးကတော့မိဘကိုလှုပ်ကြွေးခြင်းစိတ်အပြည့်ဖြစ်နေတာလေးဖြစ်ပါတယ်။မောင်ပြည့်စုံဖြိုးရဲ့မိဘတွေကအသက်ကြီးနေပြီဖြစ်သလိုချွတ်တဲ့ကြပါတယ်။ဒါကိုသိတာကြောင့်လဲကျောင်းတက်နေရင်းနဲ့ဈေးရောင်းထွက်နေတာပါ။မောင်ပြည့်စုံဖြိုးကအင်းထဲမှာအုံးရီလိုက်ရောင်းတာဖြစ်ပြီးတော့ကိုယ်တိုင်ခွဲပေးကဝန်ဆောင်မှုပေးတာလေးဖြစ်ပါတယ်။လေကိုခြေထောက်နဲ့ကိုယ်တိုင်လောကလိုက်ရောင်းရင်းနဲ့ပဲTikTokမှာမင်းသားလေးဖြစ်လာရတာပါ။မင်းသားလေးဖြစ်လာရတဲ့အကြောင်းရင်းကတော့သူ့ရဲ့အပြုံးချွတ်ချွတ်လေးတွေကြောင့်ဖြစ်ပါတယ်။အပြုံးလေးကအတော်လေးကိုချိုးသလိုတွေ့သမျှလူတိုင်းကိုပြုံးပြနေတတ်တာပါ။ဈေးဝင်လိုက်တာနဲ့ဖြူစင်တဲ့မျက်နှာလေးနဲ့အတူလူအများကနှိမ့်သက်သဘောကျတာလည်းဖြစ်ပါတယ်။အင်းသားလေးတွေကဒီလိုချောတာပါလားဆိုကဈေးဝယ်သူတွေကဆိုရှယ်မီဒီယာမှာဗီဒီယိုတွေကောက်တင်ကြတာလည်းဖြစ်ပါတယ်။ဒီလိုနဲ့TikTokမှာအပြုံးချိုတဲ့အင်းသားလေးအဖြစ်နာမည်ကြီးသွားခဲ့တာလည်းဖြစ်ပါတယ်။ဒီလိုနဲ့ဝယ်သူတွေကြားမှာမောင်ပြည့်စုံဖြိုးကနာမည်ကြီးလာခဲ့သလိုအင်းသားလေးပြုံးကိုမြင်ရဖို့ဈေးဝယ်ရတဲ့သူတွေတောင်ရှိလာပါတယ်။ညီမလေးတွေမမလေးတွေကလည်းမောင်ပြည့်စုံဖြိုးကိုဓာတ်ပုံတွေအတူတူရိုက်ဖို့အထိတောင်းဆိုခဲ့တာလည်းဖြစ်ပါတယ်။အခုဆိုရင်အင်းလေးကဆယ်လီတယောက်တောင်ဖြစ်နေပါပြီ။တကယ်တော့မောင်ပြည့်စုံဖြိုးအနေနဲ့အခုလောက်ဒီနာမည်ကြီးသွားလိမ့်မယ်လို့တော့မထင်သားပါဘူး။သူ့ရဲ့ရည်ရွယ်ချက်ကတော့မိဘကိုကူညီဖို့အုံးရင်ရောင်းချင်တာပဲဖြစ်ပါတယ်။ကျောင်းတက်နေရင်းနဲ့အုံးရင်ရောင်းဖို့လည်းစီစဉ်ခဲ့ရတာပါ။ကျောင်းဝင်ချိန်တွေဆိုရင်လည်းကျောင်းသွားကစာကိုတေချာသင်ခဲ့တာပါ။ကျောင်းပိန်းတဲ့အချိန်ဆိုရင်တော့အလုပ်လုပ်ဖို့အတွက်အစီအစဉ်နေပါတယ်။မောင်ပြည့်စုံဖြိုးကအုံးရင်ရောင်းဖို့အကြံရခဲ့တာဖြစ်ပြီးတော့လိုအပ်တဲ့လေကိုလည်းကိုယ်တိုင်ဝယ်ပြန်လာခဲ့ပါတယ်။လေတစင်းဝယ်ဖို့ကလည်းမိဘတွေကထောက်ပံ့မှုအဆင်မပြေတာမို့ကိုယ်တိုင်ရှာဖွေရတာလည်းဖြစ်ပါတယ်။လေဝယ်နိုင်ဖို့ပတ်စံတွေကတော့မောင်ပြည့်စုံဖြိုးကကျောင်းတက်နေရင်းနဲ့ပဲပတ်စံစုခဲ့တာလို့သိရှိရပါတယ်။ကျောင်းတက်တဲ့ချိန်မှာဆိုရင်မိဘကတရက်ကိုမဖို့1000ပေးပါတယ်။အဆိုပါ1000ကိုတရက်900သာသုံးက900ကိုတော့လေဝယ်ဖို့စုခဲ့တာပါ။လေတစင်းလုံးဝယ်ဖို့9000လောက်ရချိန်မှာပဲမိခင်ကလည်းစိုက်ပေးလို့လေဝယ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။လေရတာနဲ့အုံးသီးတွေဝယ်ကအင်းထဲမှာလိုက်ရောင်းထွက်တော့တာပဲဖြစ်ပါတယ်။အုံးလေးကိုကိုယ်တိုင်ခွဲကနေပူထဲမှာလိုက်ရောက်နေရတဲ့အတွက်မိဘတွေကမကြည့်ရပါဘူးအန်ရများတယ်ဆိုကတားပေမဲ့လေသားလေးကတော့ကျောင်းမိချိန်မှာကုညင်ချင်းနေဆိုကဆက်ရောက်နေတာလည်းဖြစ်ပါတယ်ကျောင်းဖွင့်ချိန်ကျရင်ကျောင်းတက်မှဖြစ်ကကျောင်းဝင်းရမှာသာဒီအလုပ်ကိုလုပ်တာလို့သိရှိရပါတယ်သားလေးကကြီးလာရင်ဆရာဝန်ဖြစ်ချင်တာလည်းဖြစ်ပါတယ်ဆရာဝန်ကြီးဖြစ်လာဖို့အတွက်ကိုလည်းကျောင်းတက်ရင်းနဲ့စူးစမ်းနေပါတယ်အပြုံးချိုတဲ့အင်းသားလေးမောင်ပြည့်စုံဖြိုးအပေါ်အမြင်လေးတွေကိုလည်းပြောဆိုခဲ့ကြပါအောင်နော်